Hey, hi, how are you? အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကျွန်မက used to နဲ့ be used to တို့ရဲ့အသုံးပြုပုံလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ USED used to plus verb infinitive သူ့ရဲ့အဓိပ္ပာယ်ကတော့အရင်တုန်းကလှုပ်လှုပ်ထားဖြစ်လေဖြစ်တာရှိပြီးအခုမလှုပ်တော့တဲ့အခါမျိုးမှာအသုံးပြုပါရရှင်။ဥပမာ He used to play basketball, but he is too old now. ဒုတိယတစ်ခုအနေနဲ့ကတော့ be USED used to plus verb ing or noun သူ့ရဲ့အဓိပ္ပာယ်ကတော့တစ်ခုခုကိုကျင်သာရလာတဲ့အခါမျိုးမှာအသုံးပြုပါရရှင်။ဥပမာ I live in Japan, so I'm used to eating sushi. ဒါဆိုရင်ကျမနဲ့အတူတူလေ့ကျင့်ခန်းလေးလုပ်ကြည့်အောင်နော်။ပထမဆုံးတစ်ခုအနေနဲ့ she's a teacher, so she blank speaking in public. ပြင်မှန်လေးကိုခန့်မှန်းကြည့်ပါအောင်နော်။ပြင်မှန်လေးကတော့ is used to ပဲဖြစ်ပါတယ်။ဒုတိယတစ်ခုအနေနဲ့ကတော့I blank live in Mandalay, but now I live in Yangon. ပြင်မှန်လေးကိုခန့်မှန်းကြည့်ပါဦးပြင်မှန်လေးကတော့ used to ပဲဖြစ်ပါတယ်ဒါဆိုရင်အားလုံးပဲသဘောပေါက်နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင် See you again